ဗီဒီယိုလေးကတော့မွေးကင်းစကလေးလေးတွေရဲ့နင်းနေညမနေတဲ့ပြဿနာကိုရင်ဆိုင်နေရတဲ့ဖေဖေမေမေတွေအတွက်ပါမွေးကင်းစကလေးငယ်လေးတွေဟာနင်းနေညကိုမခွဲခြားတတ်သေးတာကြောင့်တရားတွေကြုံနေရတာကတဘာဝပါအဲ့တော့တမီလေးတွေကိုညဘက်မှာနင်းနေကြိုက်အိပ်ပျော်စေဖို့အတွက်ဒီလိုနီလန်းလေးတွေကိုသုံးပြီးတော့ပြုပြင်ပေးနိုင်ပါတယ်နံပါတ်1အချက်အနေနဲ့နင်းနေညခွဲခြားတတ်အောင်သင်ပေးမယ်ကလေးငယ်တွေဟာပဝန်းကျင်အနေအထားပေါ်မူတည်ပြီးတော့နင်းနေညခွဲခြားတတ်ဖို့လိုပါတယ်ဒါကြောင့်မို့ကလေးပဝန်းကျင်ရဲ့နေကင်းဘက်အချိန်တွေမှာဆိုရင်အိမ်ထဲမှာအလင်းရောင်ရနေပါစေပုံမှန်အိမ်မကိစ္စလုပ်တဲ့အတန်တွေတို့စကားပြောအတန်တို့တချင်းနားထောင်တာတို့ကိုအတန်တိုးထားစရာပိတ်ထားစရာမလိုဘဲနဲ့ပုံမှန်တိုင်းထားပါနေကင်းဘက်ကလေးနိုးနေတဲ့အချိန်မှာကလေးနဲ့စကားပြောပေးတာဆော်ကစားပေးတာမျိုးတွေလုပ်ပေးပါညဘက်မှာဆိုရင်တော့အခန်းကိုအမှောင်ချထားတာဒါမှမဟုတ်မီးမင်လေးပဲဖွင့်ထားပါအတန်တွေကိုတက်နိုင်သမျှတိတ်ဆိတ်အောင်ထားပါကလေးနိုးလာရင်တော့မှစကားအကျယ်ကြီးပြောတာဆော်ပေးတာမျိုးတွေမလုပ်ဘဲနဲ့နိုးတိုက်ပြီးတော့ညင်ညင်တက်တက်ကလေးဖြစ်သွားအောင်ထားပြီးပြန်သိပ်ပါနံပါတ်2အချက်ကအိတ်ခါနီးအလေးထားတစ်ခုကိုပုံမှန်လှုပ်ဆောင်ပေးပါကလေးရဲ့ဒီစိတ်မှာအခုကအိပ်ရမယ့်အချိန်လို့သိရအောင်ညတိုင်းအစီအစဉ်တကြလေးတွေလုပ်ပေးရပါမယ်ဘာတွေလုပ်ရမလဲဆိုတော့ပထမတစ်ချက်ရေဘက်တိုက်ပေးတာရေနွေးနွေးလေးနဲ့ရေချိုးပေးတာဒါမှမဟုတ်ကိုလုံးလေးကိုပုတ်တိုက်ပေးတာကကလေးကိုလန်းဆန်းပြီးတော့အိတ်ချင်စိတ်ဖြစ်စေပါတယ်ဒုတိယတစ်ချက်ကနှိပ်ပေးမယ်ကလေးရဲ့ခြေလေးတွေလက်ကလေးတွေကိုညင်ညင်သားသားလေးနှိပ်နေပေးတာကစက်သားတွေကိုပြေရောပြီးတော့အိတ်ကောင်းစေတယ်တတိယတစ်ချက်အနေနဲ့အဝတ်စားတွေလည်းပေးမယ်အိပ်ရတာတောင့်တရှိတဲ့ခြေသားလေးတွေပွားကလေးတွေဝတ်ပေးထားမယ်ဒါလေးတွေကိုနေ့စဉ်ညတိုင်းပုံမှန်လုပ်ပေးပြီးတော့ကလေးရဲ့အိတ်ချိန်လေးထားတစ်ခုကိုမှန်ကန်အောင်ကျင့်ပေးရပါမယ်နောက်နံပါတ်3အချက်ကကလေးအိတ်ဆက်ရမယ့်ပတ်ဝန်းကျင်ကိုပြင်ဆင်မယ်ကလေးအိတ်ဆက်ရမယ့်ပတ်ဝန်းကျင်ကပူလွန်းတာအေးလွန်းတာမျိုးမဖြစ်ဘဲနဲ့အပူအေးမြတာနေအောင်ဂရုစိုက်ရပါမယ်နောက်တစ်ချက်အနေနဲ့အနီးထုတ်ပေးထားရမယ်မွေးကင်းစလေးတွေမှာခြေလက်တွေလွတ်နေလို့ရှိရင်လမ်းပြတ်ပြီးတော့ပြန်နိုးရတယ်အနီးနဲ့အနေတော်လေးထုတ်ပေးထားတာကမိခင်ဝမ်းဖိုက်ထဲမှာရှိနေတယ်လို့မျိုးလုံခြုံမှုခံစားရပြီးတော့ပုံမနစ်ချိုက်စွာအိပ်ပျော်စေပါတယ်နောက်နံပါတ်4အချက်ကအိတ်ခါနီးမှာဘိုက်ဝအောင်နိုးတိုက်ထားပါညဘက်မှာဘိုက်စားပြီးတရေနိုးလာတာမျိုးမဖြစ်ရအောင်အိတ်ခါနီးမှာအဝါတိုက်ပါတခုတတိထားရမှာကနိုးတိုက်ပြီးတိုင်းလေထုတ်ပေးဖို့လည်းမမင်းနဲ့နော်နိုးတိုက်ပြီးတိုင်းလေထုတ်မပေးဘူးဆိုရင်ကလေးကဘိုက်ထဲမှာလေပွားလို့မို့နေရထိုင်ရခတ်ပြီးတော့ပိုပြီးကြီးကြတတ်ပါတယ်နံပါတ်5အချက်အနေနဲ့ကလေးကအိတ်ချင်ုံလေးဖြစ်လာပြီးဆိုကြတဲ့ကတိတ်လိုက်ပါကလေးတိတ်တော့မယ်ဆိုရင်ကလေးကအရန်ပင်ပန်းပြီးတော့ကြီးကြတဲ့အထိမဆောင်ပါနဲ့ကလေးရဲ့မျက်လုံးလေးမေးလာပြီးအိတ်ချင်တဲ့လက္ခဏာလေးတွေပြလာပြီးဥပမာနေရွယ်လေးကိုကိုင်းတာတို့မျက်လုံးကိုပုတ်တာတို့လောက်လာပြီးဆိုလို့ရှိရင်အိတ်ရထဲမှာအိတ်ဆက်လို့ရအောင်ပြင်ဆင်ပေးလိုက်ပါဒါမှသာကလေးကနောက်ပိုင်းမှာသူ့ဘာသာသူအိပ်ပျော်တဲ့အကျင့်လေးရလာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မိဘတွေတတိပြုရမယ့်အချက်ကလေးတွေပြောပြပါမယ်ပထမတစ်ချက်စိတ်ရှည်ပါမွေးကင်းစကလေးတွေရဲ့အိတ်ဆက်မှုပုံစံကပထမ3လမှာအပြောင်းလဲတွေရှိနိုင်ပါတယ်ဒါကြောင့်မို့စိတ်ရှည်ရှည်နဲ့ပြုပြင်ပေးရပါမယ်နောက်တစ်ခုဘေးကင်းလုံခြုံမှုရှိအောင်ဂရုစိုက်ပါကလေးကိုတောင့်တဖြစ်အောင်သိမ့်မယ်ကလေးအိယာနာမှာခေါင်းအုံးတွေအများကြီးစောင်းထူကြီးတွေတို့အယုတ်တွေမထားပါနဲ့အဓိကကတော့နေ့ဘက်မှာလှုပ်ရှားညဘက်မှာတိတ်ဆိတ်ဆိုတဲ့အခြေခံမူဝါဒလေးကိုကျင့်သုံးပြီးတော့ကလေးရဲ့ဇီဝကမ္မနာရီကိုညှိယူပေးရမှာဖြစ်ပါတယ်ခဲဒီလောက်ဆိုရင်ညဘက်မအိပ်တဲ့ဘေဘီလေးတွေရဲ့ဘေဘီမီမီတို့အတွက်အကူအညီဖြစ်စေလောက်မဲ့အချက်ကလေးတွေသိရပြီးထင်ပါတယ်နော်တခြားသိချင်တာလေးတွေရှိရင်ကွန်မန့်မှာခြာရေးခဲ့ပါဒီနေ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်